2025-26ရာသီပရီးမီးယားလိရဲ့အကောင်းဆုံးအပြောင်းအရွှေ့များဒီရာသီပရီးမီးယားလိမှာအသင်းတွေအတွက်တကယ်ကိုအကျိုးပြုနေတဲ့အကောင်းဆုံးအပြောင်းအရွှေ့တွေကိုအဆင့်သက်မှတ်ချက်ထုတ်ပြန်လိုက်တဲ့အခါမှာတော့အဆင့်ကြီးနေရာမှာ Bradford အသင်းကနေပြောင်းရွှေ့လာပြီးမန်ယူအသင်းအတွက်အရေးပါတဲ့ဂိုးပန်းနေမှုတွေနဲ့သွင်းဂိုးတွေကိုတောက်လျှောက်ဖန်တီးပေးနေတဲ့ Brian Amour ကထားတဲ့နဲ့ရပ်တည်နေတာပဲဖြစ်ပါတယ်။သူကမန်ယူအသင်းရဲ့တိုက်စစ်အသက်ရှူပေါက်ကြီးကိုပြန်ဖွင့်ပေးလိုက်တယ်လို့ဖြစ်နေတာပါ။ Brian Amour ကမန်ယူအသင်းရဲ့တိုက်စစ်ပိုင်းမှာလိုအပ်နေတဲ့လင်းမြတ်မှုဆုံးဖြတ်ချက်ပြသမှုနဲ့တီးခြားမှုကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့သူ့ရဲ့ခြေစွမ်းကြောင့်မန်ယူအသင်းရဲ့တိုက်စစ်ကအရင်ကထက်အများကြီးပိုပြီးထပ်မြက်လာခဲ့တာအားလုံးမြင်ပဲဖြစ်ပါတယ်။နောက်ပြီးပြန်မဲ့ခံစစ်မှုတွေအတွက်လည်းအမူကအိမ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။အစင်းနေမှာတော့ဆန်နလန်တင်းရဲ့အတွေ့အကြုံရဲ့ကွင်းလယ်လို Granit Xhaka ကရှိနေပြီးသူကကွင်းလယ်မှာထိန်းချောင်းနိုင်စွမ်းအဖြစ်နဲ့ဆန်နလန်တင်းကိုတည်တည်ငြိမ်ငြိမ်ဦးဆောင်ပေးနေတာပဲဖြစ်ပါတယ်။အစင်းသုံးမှာတော့မက်ဆီခံစစ်တန်းရဲ့အကြောင်းဆောင်ကြီးမက်ဂိုဟီကနေရာယူထားပြီးပြန်မဲ့တိုက်စစ်မှုတွေကိုအကောင်းဆုံးပိတ်ဆို့ပြနေတာကတကယ်ကိုအားရစရာကြီးဖြစ်နေတာပါပဲ။ဂိုးမနီယာလီမှာလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းလဲတွေရှိနေပါသေးတယ်။မန်ယူရဲ့ခံစစ်ကိုတယောက်တည်းနဲ့ကယ်တင်နေတဲ့ဆန်နီလမန်ကအစင်းလေးနေရာမှာတတ်မှတ်ခံထားရတာဖြစ်ပြီးတော်မန်ယူရဲ့ဂိုးပေါက်အတွက်နိုင်ငံကြီးတစ်ခုလိုကိုဖြစ်နေတာပဲဖြစ်ပါတယ်။လက်မန်ကအိုနာနိုင်းနေရာမှာအစားဝင်လန်ပေးတဲ့နောက်ပိုင်းမှာတင်းညစ်လုံးနဲ့လက်စွမ်းနဲ့အမားယွင်းမရှိတဲ့ဖမ်းယူမှုတွေကြောင့်ပရိသတ်တွေနဲ့ဝေပိုင်းသမားတွေအားလုံးရဲ့ချီးကျူးမှုကိုတကယ်နဲ့ရရှိနေသူလည်းဖြစ်ပါတယ်။သူ့ရဲ့ပါဝင်ပတ်သက်မှုကမန်ယူရဲ့နောက်တန်းကိုယုံကြည်မှုတွေအပြည့်အဝပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ်။မန်ယူရဲ့ခံစစ်တန်းကပြောင်များနေချိန်တိုင်းမှာလက်မန်ရဲ့လက်စွမ်းကအသင်းကိုအမှတ်တွေမဆုံးရှုံးအောင်ဆွဲတင်ပေးနေတာဖြစ်တာကြောင့်ဒီခေါ်ယူမှုကမန်ယူအတွက်တော့တကယ်ကိုရတနာတစ်ပါးကိုရှာဖွေတွေ့ရှိလိုက်တာပဲဖြစ်ပါတယ်။အနာဂတ်မှာလည်းလက်မန်ကမန်ယူရဲ့ဂိုးပေါက်ကိုနှစ်ပေါင်းများစွာစိတ်ချလက်ချတာဝန်ယူသွားမဲ့သူဖြစ်လာမှာအသေးချပဲဖြစ်ပါတယ်။ဒီစင်ကြီးရဲ့စင်ကားမှာတော့မန်စီးတီးတင်းရဲ့နာမည်ကျော်ဂိုးသမားဒိုနာမာကရက်တည်နေပြီးသူတို့အားလုံးကဒီယာဒီရဲ့အထီးအောင်ဆုံးခေါ်ယူမှုတွေအဖြစ်အသင်းကိုစီမှာတက်တည်ပြသနေကြတာဖြစ်ပါတယ်။အမ်ဘူမိုရဲ့တင်ញင်တဲ့ခြေစွမ်းနဲ့လက်မန်ရဲ့လက်စွမ်းတွေကမန်ယူတင်းကိုဒီယာဒီမှာအမှတ်ပေးစရာထိပ်ပိုင်းရအောင်တွန်းပို့ပေးနေတာဖြစ်သလိုဒီကစားမတွေရဲ့ကြိုးစားတော်မှုကပြောင်းရွှေ့တစ်ခုဟာအသင်းရဲ့ကံကြမ္မာကိုဘယ်လောက်ထိပြောင်းလဲပြနိုင်တယ်လဲဆိုတော့ကိုပြသနေတာပဲဖြစ်ပါတယ်။အထူးသဖြင့်လက်မန်ကဂိုးသမားတယောက်မှရှိတဲ့တည်ငြိမ်မှုနဲ့နားလည်မှုကိုပြေဝပြသထားတာကြောင့်အိုနာနာကိုလွမ်းနေတဲ့စကိုအသင်းဖန်နေတောင်အခုတော့လက်မန်ကိုပဲအတန်းတော်ဆောင်ကြည့်နေကြတာပဲဖြစ်ပါတယ်။အမ်ဘူမိုကလည်းသူကကမ္ဘာအဆင့်တက်စစ်မှုတယောက်ဖြစ်တဲ့ဆိုတာကိုမယူတင်းဂျာစီနဲ့တက်တည်ပြသနေတာပဲဖြစ်ပါတယ်။အတင်းကြီးတွေနဲ့ငွေပုံအောင်သုံးရုံနဲ့မဟုတ်ပဲအတင်းနဲ့ကွက်တီချမဲ့သူတွေကိုရွေးချယ်တတ်ဖို့ကအရေးကြီးရဆိုတာကိုဒီစင်းသတ်မှတ်ချက်တွေကမိမောင်းထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။ဒီကုန်းချုပ်တွေနဲ့ပြောမယ်ဆိုတော့အမ်ဘူမိုရှာကာဂိုဟီလက်မန်နဲ့ဒနာရမာတို့ကသူတို့ရဲ့တံမိုးကိုကွင်းထဲမှာလက်တွေ့တက်တည်ပြသနေကြပြီပဲဖြစ်ပါတယ်။သူတို့ရဲ့ဆန်းဆောင်ရည်တွေကြောင့်မဲ့ဒီယာဒီပရီးမီးယားလိကပို့ပြီးတော့ကြီးလို့ကောင်းနေတာဖြစ်သလိုမန်ယူရဲ့ခေါ်ယူမှုဘီယိုအသစ်ကလည်းအောင်မြင်မှုတွေစီကိုဦးတည်နေတာပဲဖြစ်ပါတယ်။ဒီကစားမတွေကယာဒီကုန်းအထိဒီချေစံမျိုးကိုဆက်ပြီးထိန်းထားနိုင်မလားဆိုတာကတော့ရင်ခုန်စရာပဲဖြစ်ပါတယ်။ ဒီမှာ United ရဲ့အမားကို